အခုပြောချင်တာပြောချင်တာဆို drop in နဲ့ drop off ပေါ့နော် DROB drop INA the drop က DROB drop ကမူလအဓိပ္ပာယ်ကလွှတ်ချတာလဲ drop လွတ်ကြတာလဲ drop ပေါ့နော်အခုအဲ့ဒီလွတ်ချတာလွတ်ကြတာပြောချင်တာမဟုတ်ဘူး drop in ပေါ့ DROB drop INA drop in လမ်းကြုံဝင်တယ်ပေါ့မတနေရအောင်လမ်းကြုံဝင်တယ်I go to shopping center but I drop in my friend's house တကယ်ကြီးအိမ်မှာအဲ့လိုလမ်းကြုံလုံးဝင်လိုက်တယ် drop in နောက်တစ်ခုကကျတော့ drop off DROB drop off ပေါ့ drop off ကျတော့ဘာလဲဆိုတော့ချခဲ့တာပေါ့အမကလေးတွေကိုအကြောင်းပို့ခဲ့တယ်အကြောင်းမှချခဲ့တယ်ဆို I drop off my children at school ပေါ့အကြောင်းမှထားခဲ့တယ် I drop off my family at supermarket ဘာမှမချခဲ့တယ် so that taxi driver drop off the passenger at the supermarket မှာချခဲ့တယ်ပေါ့နော်ဟုတ်ပြီဒီဗီဒီယိုအသင်တို့အကျိုးရှိရဆိုရင် like and follow လုပ်ပြီးပါအောင်မှတ်ချက်ရေးပါမျှဝေပေးတာပါအောင် drop in လမ်းကြုံဝင်နဲ့ drop off နောက်တနေရာမှာချခဲ့ကျေးဇူးတင်ပါတယ် see you bye bye thank you